ဒီနေ့ငပိချက်စားပေါ့ငပိချက်စားတယ်အိမ်မှာစားလည်းမရှိချိုမုံလည်းမရှိစီလည်းမရှိငပိတော့စားချင်တာပေါ့ဘာမှလည်းမရှိတယောက်ထဲနေတယ်ဆိုတော့ချွေတွေထူးတော့မဟုတ်ပါဘူးတခါတလေအတန်းကားတွေစားတာများတော့ကိုမွေးလာတဲ့ကိုရကိုဒီသားရစားဖို့တော့ပြန်ပြီးစားချင်တယ်ပေါ့နော်ကျွန်တော်ကစားတော့ဆိုင်မှာနေတော့စားတော့ဆိုင်မှာငပိတွေပါချက်စားချင်တယ်ဒါပေမဲ့ဟိုအိမ်စင်ထမ်းနိုင်ငံသားတွေအတွက်ဘယ်လိုပြောဆိုတော့သူတို့မကြိုက်ဘူးနော်အနံ့တက်ဆိုးတယ်လို့သူကမြင်တော့ကိုရတယ်ဒါကိုငါးနဲ့ပေးတဲ့အနေနဲ့မချက်စားပါဘူးကိုလည်းငပိကိုအဲ့တော့ထိကြိုက်တာမဟုတ်ပါဘူးဒါပေမဲ့တစ်ခါတလေလည်းစားချင်တယ်ပေါ့နော်အခုကျွန်တော်ငပိချက်စားပြီးတော့ကျွန်တော်ဘူးလည်းထည့်တာပေါ့3ရက်တော့စားရပါတယ်ဘူးလည်းထည့်တာကောင်းမယ်ဆိုတော့လည်းစားတာပေါ့မကောင်းဘူးဆိုမစားဘူးပေါ့ကွဒီကျွန်တော်ဈေးမှာတော့ဝယ်တော့ငစရိုက်လို့ပြောတာပဲရိုက်လားမရိုက်လားမသိဘူးအိုးတကြရတော့ငပိချက်ဖြစ်သွားတာပဲကောင်းမယ်လို့ကျွန်တော်ထင်တာပဲကျွန်တော်ကောင်းလေးပဲချက်စားတတ်တယ်လို့ဒါနိုင်ငံခြားမှာရောက်နေတဲ့မြန်မာပြည်သားမှန်တယ်များဟိုမိသားစုကိုလွမ်းတဲ့အခါဖြစ်စေမိသားစုကိုတတိယရအခါဖြစ်စေပေါ့နော်ဒီလိုငပိကျဲတို့ကိုရကုတီတာအစားအစာကိုစားချင်တာကတော့လူတိုင်းပဲရှိတယ်ပေါ့နော်ခါတလေမိဘတွေကိုလွမ်းတယ်မိဘတွေငယ်တွေကချက်စားပေးတဲ့ငပိရတို့တိုးစရာတို့ဘာတွေကိုကိုကပြန်ပြီးချက်စားတော့ပေါ့အခုကျွန်တော်ချက်နေတဲ့ငပိရပေါ့နော်ဒါမြန်မာနိုင်ငံကလာတဲ့ငပိရမြန်မာဆိုင်မှာကျွန်တော်တွားဝယ်ပြီးတော့ချက်ထားပေးတာကောင်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ကောင်းပါတယ်အခုကျွန်တော်ကဟိုစီနဲတာမသိစီနဲကျွန်တော်နည်းနည်းစီထည့်လိုက်မှာကျွန်တော်စီနဲကျွန်တော်ရေနဲ့ထားထည့်လိုက်တယ်ပေါ့စီနဲ့ပြောမှာပါတယ်အမှန်ဆိုရင်စနွေးတွေချုံမုတ်တွေစားတွေငရုတ်ဒီမုတ်တွေထည့်ရတာပေါ့နော်ကျွန်တော်အခန်းမှာဘာမှမရှိတော့ဘာမှမထည့်ဘူးစားချင်းနဲ့ဆိုကျွန်တော်ကဒီမှာဆိုင်ကနေသွားပြီးတော့ထည့်တယ်ပေါ့ဆိုင်မှာဆိုတော့အကုန်လုံးစီးတယ်ပေါ့နော်ချုံမုတ်စားငရုတ်ဒီမုတ်စနွေးမုတ်အကုန်လုံးစီးတယ်ကျွန်တော်ဆိုင်ပဲသွားပြီးတော့ထည့်တာပေါ့အဲ့ဒါပဲကျွန်တော်စားတယ်တရက်စာလေးပေါ့နော်ကျွန်တော်ဆိုင်ထဲမှာဆိုအစားကများပြီးသားတွေတယောက်နှစ်ယောက်စီတော့ငပိတွေပါတယ်သွားယူစားတာဟိုစီအခုနောက်ပိုင်းများပြီးသားတယောက်မရှိတော့ငပိရစားရမှာကိုအာနာမိလာတယ်တယောက်ငပိရတော့ဟိုသူတို့အိမ်စင်ထမ်းနိုင်ငံသားတွေရဲ့ငပိရလည်းကိုကလည်းတိတ်မကြိုက်ပြန်မကောင်းတာတော့မဟုတ်ပါဘူးနော်တယောက်ဒေသနဲ့တယောက်ဆိုတော့လည်းမပြောတတ်ဘူးပေါ့နော်ပြောချင်တာကဟိုထိုင်းနိုင်ငံမကပါဘူးမလေးရှားစင်ကာပူဂျပန်ဩစတြေးလျအမေရိကန်စားတဲ့နိုင်ငံတိုင်းမှာမြန်မာနိုင်ငံသားတွေရှိနေကြတယ်မြန်မာနိုင်ငံသားတွေရှိတော့ဟိုတယောက်တစ်မျိုးတော့ကိုယ့်ရဲ့ကိုယ်တည်တော့လွမ်းကြတာပေါ့နော်ဒါကြောင့်မီးရိုးဖလားချက်ခဲတဲ့ငပိရေတို့လက်ဖက်သုံးတို့တခြားသောအစားအစာတွေပေါ့နော်လှုပ်ရှားပြတို့ဘာတို့ဒီလိုရတယ်ကိုချက်စားပြတော့များပြီးကိုလွမ်းသလားလူမေးကြည့်တော့နိုင်ငံခြားကရောက်တဲ့လူကတော့ကိုယ့်ရဲ့ကိုယ်တည်တော့ဘယ်လိုပြောအကုန်လုံးလွမ်းကြတယ်အကုန်လုံးလွမ်းကြတယ်တရားတစ်မျိုးစီလွမ်းတချို့တလေကအသက်ငယ်နဲ့ဘဝလောကဒဏ်ကြကြမ်းခံစားရပြီးတော့ရင်းကျက်မှုတွေများလာတဲ့အခါမှာတော့မိသားစုကိုလွမ်းတဲ့အခါမှာဆိုရင်ထုတ်မပြောဘဲနဲ့ဒီလိုမိသားစုတွေကြိုက်တတ်တဲ့အစားအသောက်အဝတ်အစားအသွားလာပြောဆိုတွေကိုပြန်ပြီးတော့ဟိုထိမ့်သိမ့်တယ်ပေါ့နော်ဘယ်လိုပြောဆိုမိဘနဲ့ဝေးတဲ့သားသမီးတယောက်ဘဝဟာဘာမှမလုံခြုံဘူးကိုယ့်ကိုကာကွယ်ရတယ်ကိုယ့်ကိုထိမ့်သိမ့်ရတယ်ကိုယ့်ကိုဟိုပြုစုဆွဆောက်မှုရောပေါ့နော်နေမကောင်းတဲ့အခါဖြစ်လဲဟိုဆေးရလဲကိုယ့်ဘာသာကိုယ်ဝယ်တော့ဟိုအန်ဒီရဲ့ဂျားတွေကပဲကိုတယောက်တည်းပဲကာကွယ်အခြေအနေများစွာရှိတယ်ပေါ့နော်တချို့တလေကလည်းအဆင်ပြေပြီးမိသားစုဘဝကိုတိဆောက်တဲ့လူလည်းအများကြီးရှိပါတယ်နိုင်ငံခြားမှာအခုတော့ကျွန်တော်ချက်ထားတဲ့ငပိရည်တွေရရပေါ့နော်အခုတော့ရသွားပြီပြောမှဆိုတော့ကျွန်တော်စားဖို့အတွက်လောရှိသွားပြီပေါ့နော်အခုတော့ငပိရည်ကျက်သွားပြီဆိုတော့ကျွန်တော် get အိုပိတ်တော့မယ်ကျွန်တော်9မိနစ်လောက်ကျွန်တော်ချက်တယ်9မိနစ်လောက်ဆိုရင်ငပိရည်တကယ်ကို
မမွေးလေးဖြစ်သွားပြီပေါ့နော်ဒီငပိရကလည်းမြန်မာနိုင်ငံကလာတဲ့ငစရန်ငပိစစ်စစ်ဆိုတော့လေချက်လိုက်တာနဲ့မွေးတာပဲဒါမဲ့ကျွန်တော်အားနာတယ်အိတ်စိတ်ထားနိုင်ငံသားတွေအတွက်ကျွန်တော်တော်တော်လေးကိုအားနာတယ်